ကျွန်တော်တို့တွေနေ့စဉ်ချစ်ပြောင်းနေတဲ့လေးဆက်ထမင်းပေါ်အိုးရဲ့သမင်းကြောင်းကိုသင်သိပါသလားကျွန်တော်တို့နေ့တိုင်းစားနေတဲ့ထမင်းပုံအိုးကိုဘယ်သူကစတီထွင်ခဲ့တာလဲဒါတွေကိုဒီဗီဒီယိုမှာစဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဟိုတွေကျွန်တော်တို့ရဲ့မတွေမေတွေတော်တွေမိဖို့ချောင်းထဲမှာပေါင်းဝင်ဆောင်ဖြစ်တဲ့လျှက်ဆက်ထမင်းပုံအိုးကိုဘယ်သူကစတီထွင်ခဲ့တာလဲဆိုတာခင်ဗျာသိပါသလားဆိုနီကုမ္ပဏီကိုတည်ထောင်ခဲ့သူမဆာရာအဘကာဟာ1940ခုနှစ်တွေမှာဒါကိုရင်ဆောင်စူးစမ်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူလောက်ခဲ့တဲ့ထမင်းပုံအိုးတွေကလူလိုက်နန်းလိုက်နဲ့မအောင်မြင်ခဲ့ပါဘူးတကယ်တမ်းအောင်မြင်ခဲ့တာကတော့ထမင်းပုံအိုးလို့အောင်မြင်လာခဲ့တာကတော့1955ခုနှစ်မှာစပြီးတော့ထမင်းပုံအိုးဆိုတဲ့နာမည်တလုံးစရောက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာတိုရှိနာကုမ္ပဏီကတီထွင်သူတနကာဟာသူ့ရဲ့ဇနီးထမင်းချစ်ပြောက်ရတာပင်ပန်းနေတာကိုကြည့်ပြီး9နှစ်ကြာအောင်ခြံယူပြီးတော့တီထွင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတုန်းကအိုးတွေဟာခုခေတ်လိုမဟုတ်ပဲအိုးနှစ်ထပ်နဲ့ချဲရတာဖြစ်ပါတယ်ရေခမ်းသွားရင်လူလျောက်ခလုတ်ကန်တက်သွားတဲ့မိပညာကိုသူကရေဆောင်စတင်သိရှိခဲ့တာဖြစ်ပါတယ်အရှင်မတို့ရဲ့ဘဝကိုတုံးလှန်ပြောင်းလဲပေးခဲ့တဲ့ဒီတီထွင်မှုဟာခုဆိုရင်ကျွန်တော်တို့မရှိမဖြစ်အသုံးပြုနေတဲ့ပစ္စည်းတစ်ခုဖြစ်လာခဲ့တာပါပဲခုလိုစိတ်ဝင်စားစရာတမန်ကြောင်းတွေကိုသိချင်ရင်တော့ကျွန်တော်ကို follow လေးလောက်ထားပေးခဲ့ဖို့အတွက်အလောင်းတိုက်တွန်းချင်ပါတယ်ခင်ဗျာထမင်းပုံအိုးကိုဘယ်သူစတီထွင်ခဲ့တာလဲဘလို့ရည်ရွယ်ချက်တွေနဲ့တီထွင်ခဲ့တာလဲဆိုတာလဲသိရပြီဆိုတော့နောက်ထပ်ဘာတမန်ကြောင်းတွေဘယ်အကြောင်းအရာတွေကိုသိချင်လဲဆိုတာကို comment လေးမှာရေးထားပေးခဲ့ကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် bye